American လေတပ်ရဲ့စွမ်းထက်တဲ့ B2 stealth ပုံပါများဒီကိုဂါစီယာကျွန်းသို့ပြောင်းရွှေ့ချထားခြင်း American ရဲ့နာမည်ကျော် B2 stealth ပုံပါ9စင်းအားဒီကိုဂါစီယာကျွန်းမှာချထားပြီးယီမင်နဲ့အီရန်နိုင်ငံကိုတိုက်ခိုက်ရန်အတွက်လိုအပ်သည့်များပြင်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်။ယီမင်နိုင်ငံရှိဟူသီတပုံများအားအီရန်နိုင်ငံကကြောတောက်နောက်ခံပေးထားပြီးအကူအညီပေးလျက်ရှိကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပြီးနောက်ပိုင်းမှာအစင်းရေ20ရှိတဲ့ American B2 stealth ပုံပါ9စင်းကိုစစ်ရေးအတွက်ပြင်ဆင်မှုများဆောင်ရွက်ရန်ဒီကိုဂါစီယာကျွန်းမှာချထားပြီးလိုအပ်သည့်များစီမံဆောင်ရွက်လျက်ရှိပါတယ်။အိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိပြီးအာဖရိကအနီးနားမှာရှိတဲ့ဒီကိုဂါစီယာကျွန်းဟာအမေရိကန်ပြည်ထောင်စုရဲ့စစ်စခန်းတစ်ခုဖြစ်ပါတယ်။ပင်လယ်နီဒေသနဲ့မြေထဲပင်လယ်ဒေသတို့လည်းအမေရိကန်လေယာဉ်တင်သမော2စင်းအားရွှေ့ပြောင်းထားကြောင်းသိရှိရပါတယ်။အမေရိကန်လေယာဉ်တင်သမော USS Carl Vinson နဲ့ USS Truman တို့အားအရှေ့အလယ်ပိုင်းဒေသသို့ဆစ်လွတ်ထားပြီးဟူသီတပုံများအားဟူသီစစ်သွေးကြများအားတိုက်ခိုက်ချေမှုန်းရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ပင်လယ်နီဒေသအတွင်းမှာရှိတဲ့အမေရိကန်ရေတပ်ဖွဲ့ကိုဟူသီတပုံများတိုက်ခိုက်ရာမှစတင်ပြီးပြန်လည်တုံ့ပြန်တိုက်ခိုက်ရန်စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်းလေးလာတင်ဆက်အပ်ပါတယ်။